Oh shit ဟိုမှာကကားတယောက်တွေ့လား Oh no တွေ့သွားပြီဝိုင်းပပတူပဲဆောမရရမယ်သူနဲ့ Okay နည်းနည်းဝေးသွားပြီ Hey oh what No ကျွန်တော်ဘာမှမလုပ်ဘူးနော် Okay အဲ့တော့ဒီနေ့ဆန်သက်ဖြစ်ပြီလားဒီနေ့ကျွန်တော်တို့ဆော့ရမယ့် game ရဲ့နာမည်ကတော့ Juju Charles Okay ဒီကောင်ကနာမည်ကတော့နည်းနည်းထူးဆန်းတယ်ပေါ့နော်ဒါပေမဲ့ game ရအဲ့ထက်ပိုပြီးတော့ကြောက်ဖို့ကောင်းတယ်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော် Spider Train တကောင်နဲ့ရင်ဆိုင်ရမယ်တဲ့ Okay ဒီထဲမှာကျွန်တော် Classic နဲ့ Normal Mode အော်ပေါ့ Nightmare ပေါ့ Normal မဟုတ်ပါဘူး Nightmare ပေါ့နှစ်ခုပေးထားကျွန်တော်တို့အဲ့တော့ Classic Mode နဲ့ပဲတွားကြည့်မယ်နော်ကျွန်တော်တို့အဲ့လောက်မကျွမ်းသေးဘူးဆိုတော့ Okay အဲ့တော့ Classic Mode Okay ဂိမ်းစပြီ Okay ဒါ intro နဲ့တူတယ်သိလားကျွန်တော်တို့ island တစ်ခုပေါ်သွားနေတာပေါ့ But something has happened at the mines I've been supervising. No. Okay ဒီ island ရဲ့ mine ထဲမှာတစ်ခုခုတော့မသိငါစရာဖြစ်နေခဲ့တယ်တဲ့ You're looking for something big to keep your museum in business? Well, there's something big on that island. Real big. ဒီ island ပေါ်မှာအဲ့ဒီကြီးကြီးမားမားတော့တစ်ခုရှိရတယ်တော်တော်ကြီးမားတဲ့အရာတစ်ခုတဲ့ Okay အဲ့ဒါမှကျွန်တော်တို့က Monster Hunter တယောက်ပေါ့နော်ကျွန်တော်တို့ကဒီမကောင်းဆိုးရတွေကိုအမဲလိုက်တဲ့သူတယောက် အဲ့တော့ကျွန်တော်တို့ဒီမှာလာပြီးတော့အဲ့ဒီ Charles ဆိုတဲ့အကောင်ရုပ်သက်ရမယ်အဲ့ဒီ Spider Train ကိုပေါ့ Okay အမအဲ့ဒီကောင်ရုပ်ပုံ Jojo Charles Okay scary bro Okay ခိုင်းစားရမယ် Yes, sir. မဟုတ်သေး intro ပဲရှိသေးတယ်ဟာ Bruh. Have trained. Okay အခုမှကျွန်တော်တို့ island ပေါ်လာပါတော့ We've Play been net. planning his Okay Eugene က sometime. ဖိုးကြီးနဲ့တော့တူနေတော်တော်အိုနေနဲ့တွေ့ဒီကောင်ကြည့်ရဒီကောင်နာမည်က Eugene နဲ့အောက်မှာတော့စာတန်းထိုးထား Places to see. Simple errands, you know. Yes, sir. Welcome to Aranerum, the island where miners dig their own graves. Stay close. Charles. Okay အဲ့တော့ကျွန်တော်တို့ game စပြီ All right Okay ကျွန်တော်တို့ဒီမှာတကားပေါက်တစ်ခုရှိတယ် There's a train shed at the top of the hill. One of the Okay ဒီကျွန်တော်တို့ရဲ့တောင်ပေါ်ဘက်မှာပေါ့ train shed တစ်ခုရှိရတယ်အဲ့မှာရက်ထားကောင်တစ်ခုထားထားတယ် Okay အဲ့တော့ကျွန်တော်တို့အပ်ပါတယ်သွားရမယ်ဟာမြန်လိုက်လားပြေးတာဖြည်းဖြည်းလို့ပါအောင်ရငါ့ကိုစောင့်လေOkay ဟဲ့ငါ့ကိုစောင့်လေကောင်ပြေးတာမြန်လိုက်လားဟာအဖိုးကြီးကပြောတာသူကပြေးတဲ့နေရာမှာတော်တော်မြန်တယ်စောင့်တော့မစောင့်တော့ Okay အဲ့တော့ကျွန်တော်တို့အဲ့ဒီ train shed ကိုသွားရမယ် Okay ဒီဟာလားဟုတ်တယ်ဒီဟာပဲနဲ့တူတယ်ခဏလေးဒီကနေသွားမှာမဟုတ်လား Ah, shucks, it's locked. အော်ဒါကြီးက lock ဖြစ်နေရတဲ့ Still fine. There's a small Lock ခတ်ထားရဲ့ pickup. Take this map. See if the key. Okay ကျွန်တော်ကလမ်းပြောပြလိုက်တယ်ဟိုအရှိရ shed နဲ့တူတယ် Okay ဒီနေ့မှကျွန်တော်တို့တော့ရှိနိုင်တယ်အဲ့ဒီတော့နဲ့ဒီကောင်ကိုဖွင့်ရမယ်တဲ့အဲ့တော့အဲ့ဒီသွားရမယ်ကျွန်တော်အခုရှေ့ချင်းကြီးဗျာရှေ့ချင်းဆိုတော့လေအဲ့ဒီ Charles ရောက်လာလို့ရှိရင်လွတ်ဖို့စာမဖြစ်နိုင်ဘူး Okay ဒါပဲလားခဏလေး map ထဲမှာကြည့်လိုက်မယ် Okay ဒါပဲ Okay ဒီမှာ key Okay ရပြီကျွန်တော်တို့တော့ရပြီအဲ့တော့ကျွန်တော်တို့အိမ်ပြန်ရမယ်အိမ်ပြန်မှာမဟုတ်ဘူးအဲ့ဒီ shed ကိုပြန်သွားရမယ် train shed ပေါ့ပြောမယ်ဆိုရင် All right ပြန်ရောက်ပြီ Okay ကဲအဲ့တော့ကျွန်တော်တို့ဒီကောင်ဖွင့်မယ်ဒီထဲကနေပြီးတော့ကျွန်တော်တို့ train ထုတ်ရမယ် Way. Okay ဒီမှာနဲ့တူတယ်ဒီကောင်နဲ့တူတယ်ကျွန်တော်တို့ train All right မစိုးဘူးဒီကောင်လဲအဲ့ဒါမဲ့ Hey, that's what Okay ဒီကောင် I'm going. ဒီကောင်အကြောင်းပဲပြောနေရတယ် Okay အဲ့တော့ကျွန်တော်တို့ train နဲ့သွားရမယ် Okay ဒါမဲ့ကျွန်တော်တို့ train ကိုဘယ်လိုမောင်းရမလဲOkay Oh what Oh အဲ့တော့ဒီကကျွန်တော်တို့ upgrade လုပ်ရမယ့်ဟာကိုကျွန်တော် train ကိုဒီထဲမှာကျွန်တော် scraps တွေအသုံးပြုပြီးတော့ train ကို upgrade လုပ်လို့ရတယ် Okay နောက်တစ်ပါရှိသေးလဲ train ကိုဘယ်လိုလုပ်ရမလဲသူ့ကိုမရပါလားမဟုတ်သေးဘူးခဏဒီဟာနဲ့မောင်းရမယ်နဲ့တူတယ်Oh what မကန်တခု
အိုးအဲ့လိုဆိုရင်မိုက်သွားပြီ Charles လာခဲ့လိုက်တော့မင်းသိမယ်ဟဲ့ကောင်ကြီး train ထဲမှာ gun ရှိရဆိုတော့တော်မိုက်သွားပြီလို့ပြောရမယ်ဒီ practice လုပ်လာအောင်မယ် Okay မစိုးဘူးအဲ့လိုဆိုရင်တော့အိုးလန့်သွားပဲကွာမင်းရလဲ The exterior. That Okay အဲ့တော့ဘယ်လိုမအောင်ပါလဲ Are you ready? Okay အဲ့ဒီလိုမအောင်မယ် Baby. ဝိုးတခါလေး show ထွက်သွားတာပဲမိုက်တာပေါ့ Oh yeah we're coming for you Charles Do you hear that? Okay It's him. Oh what Get to the gun. ဘာလဲ Oh no Charles ရောက်လာပြီ No shit ပြစ်တာကောင်ကြီး Don't let the gun overheat. Bro စစချင်းမှာပဲရောက်လာ train အခုမှစားထွက်ပါလေဆိုလဲအစင်တင်တော့မဖြစ်သေးဘူး Okay Oh no အနားမလာနဲ့ဟဲ့ယူရှင်မင်းအထဲဝင်နေလေကွာဒီကောင်ကကြည့်ပါအောင်တောင်းနာမှာကတ်နေရ Oh shit What Bro အဲ့ကောင်ပြုတ်ကျသွားပြီ Okay Charles တော့ဆက်သွားပြီ train လဲသူ့သူရက်သွားတယ်ခဏလေယူရှင်အဘမှာပြုတ်ကျကြံခဲ့ရလား This isn't how. Wait Bro ဒီခါတော့ရင်လည်းဖြစ်ကုန်ပြီတော်လေးတော့အန်ဒီရများတယ် Easy out. You'll need to. Okay အဆုံးတက်ကဒီလိုတော့မဖြစ်သင့်ခဲ့ဘူးတဲ့ Find the eggs ဘယ်ဥပြောနေလဲမသိဘူးဥတစ်ခုတော့ကျွန်တော်ရှာရမယ်တဲ့ Find my son သူ့ရဲ့သားလည်းရှိတယ်သူ့သားကိုလည်းရှာရမယ်တဲ့ Okay ဒီကောင်တော့အခုဆုံးပြီအဲ့တော့ဒီကောင်ထားလိုက်တော့ကျွန်တော်တို့သွားရအောင်ကျွန်တော်တို့စွန့်စားကန်တယောက်နဲ့ထွက်ရတော့မယ် Okay အဲ့တော့ train ကို start လုပ်ရမယ် Alright ကျွန်တော်တို့ရှေ့ဆက်မယ်အဲ့တော့ Okay ဒီမှာကျွန်တော်တို့ mission တွေလုပ်ရမယ်အဲ့လိုဆိုရင်ကျွန်တော်တို့ reward တွေရနိုင်ရပေါ့နော်ပြီးတော့ကျွန်တော်တို့ train ကိုတော်တော်လေးဟိုအားကောင်းအောင်လုပ်ရမယ်အကြမ်းမှကျွန်တော်တို့အဲ့ဒီ Charles နဲ့တိုက်ခိုက်လို့ရမှာပေါ့ Okay ရှေ့ဆက်ရအောင်ခဏလေးအနောက်မှာပါတယ် campfire နဲ့ Okay အနောက်ပြန်ဆုပ်ရအောင် Alright Okay ဒီမှာရက်လိုက်မယ်ခဏလေး Charles မလာခင်ကျွန်တော်တို့ဒီနားကနေပစ္စည်းတစ်ခုရရင်ယူလိုက်မယ်ဘာရနိုင်လဲ Wait ဒီမှာ scraps Okay ဒီ scrap တွေကျွန်တော်တို့စုရမယ်အများကြီးရတော့လို့ရှိရင်ကျွန်တော်တို့ train ကို upgrade လုပ်လို့ရပြီပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ရှေ့ဆက်မယ်ဒီကနေကျွန်တော်တို့ဘယ်ဘက်ကိုသွားရင်ကောင်းမလဲဒီနားမှာကျွန်တော်တို့လမ်းလွဲတစ်ခုရှိရပါတော့ကျွန်တော်အကြိုင် track ကို change လုပ်ရမယ်ပြောင်းရမယ်အကြိုင်Okay ဘယ်ဘက်ကိုသွားရင်ကောင်းမလားညာဘက်ကိုသွားရင်ကောင်းမလားဘယ်ဘက်ကိုပဲသွားလိုက်ပါမယ်နော်ဒီဘက်ကပူနီးတယ်ဒီနေရာကိုသွားလိုက်မယ်အဲ့မှာကျွန်တော်တို့ mission တွေရှိရပါတော့ mission လုပ်လို့ရှိရင်ကျွန်တော်တို့ scrap တွေလည်းရနိုင်တယ် Alright Okay အဲ့တော့ကျွန်တော်တို့တွေရောက်တော့မယ်အရှိမပဲ Okay ရောက်တာနဲ့ရက်လိုက်မယ်တခါလေဟုတ်လားအဲ့တော့ကျွန်တော်တို့ရောက်ပြီကဲအဲ့လိုဆိုရင်ကျွန်တော်တို့သွားပြီးတော့ကြည့်ရသေးရပေါ့ဘာ mission တွေရနိုင်လဲ Oh ဂန်းနေပိုင်းနဲ့တခါလေမိုက်နေတာပဲOkay ကျွန်တော်တို့အခုဘာ mission မလုပ်ဆရာမလို့သူကဒီတိုင်းပဲအလကား scrap တွေပေးလိုက်ပြီအဲ့တော့တည့်ရ scrap ကဘယ်ဘက်ကနေသွားယူပါမှာလဲဒီမှာမဟုတ်ဒီ veranda ကနေသွားယူရမှာ ਨੇ တူတယ် Okay အဲ့တော့ဒီဘက်ကနေသွားမယ် Alright Okay အဲ့တော့ကျွန်တော်အပေါ်တက်ရအောင်ဒီကနေ Okay ဒီမှာတကားဘက်ကဒီမှာတော်သေးရပါဟိုကလည်းကြော်သွားတော့မလို့ scrap တွေအများကြီးပဲဒီလောက်ဆိုရင်ကျွန်တော်တော်တော်လေးလုံလောက်သွားပြီပေါ့နော်ကျွန်တော်တို့ train ကို upgrade လုပ်ဖို့အတွက်အဲ့လိုဆိုရင်တော့အဲ့ဒီကောင်သိပြီပေါ့ဒါပေမဲ့အဲ့လောက်လည်းမလွယ်သေးဘူးကျွန်တော်တို့နောက်ထပ် weapon တွေလည်းရှာရအောင်မယ်ဒီလိုနဲ့မရသေးပါဘူးပြီးတော့ကျွန်တော်နောက်ထပ်တစ်ခုသိထားတာတော့ egg ပေါ့ဗျာဥတစ်ခုကျွန်တော်တို့ဥက3ခုရှာမှာအဲ့ဒီတော့ကျွန်တော်တို့ mine twin တွေလိုက်ရှာရမယ်တဲ့ Okay အဲ့တော့ကျွန်တော်တို့မရက်တော့ဘူးတခါတည်း train ပေါ်ထိုင်မယ်ပြီးလို့ရှိရင်တခြား mission တွေသွားလို့ရအောင်အဲ့လိုဆိုရင်ကျွန်တော်တို့ဘယ်လိုသွားရင်ကောင်းမလဲ Okay ဒီမှာ mission နောက်ထပ်နှစ်ခုလို့ကျွန်တော်လုပ်မယ်အဲ့ဒါမှတစ်ခုက required mission နဲ့အဲ့ဒီတစ်ခုကကျွန်တော်မဖြစ်မနေလုပ်ရမယ့် mission တစ်ခုပေါ့ Okay
ကဲကျွန်တော်တို့ရောက်တာနဲ့ရက်မယ်အမမိုးလည်းရှိနေတာရာသီတို့အများနဲ့စိုးနေရပဲโอเคဒီမှာရောက်ပြီအနီရရတော့အမိုက်ပုံရင်းနဲ့တူတယ်ကြည့်ပါဦးဒီမှာတယောက်ရောက်နေလားโอเคအဲ့ထဲမှာလူတော့တွေ့တယ်ဟယ်လိုဦးလေးဘာလုပ်နေရလဲတယောက်တည်းမကြောက်ဘူးလားမသိဘူး I know you're supposed to be some fancy pants monster hunter. အိုသူလည်းကျွန်တော်သိရ Monster Hunter ဆိုတာ One of Warren's goons dumped a locked chest in the yard last night. After beating on it for a few, I got some lock picks, but Oh. I don't know how to use it. Take them. တကယ်ကောင်ကျွန်တော်ပြောရတယ်သူရဲ့ respect ကိုလိုချင်လို့ရှိရင်ねသူပြောတဲ့ chest ကိုဖွင့်ပေးမှရမယ်တဲ့တစ်တာတခုပေါ့ okay အဲ့ဒါကျွန်တော် live ဖွင့်ရအောင်အဲ့ဒါကျွန်တော် scrap တွေလည်းရနိုင်တယ်ဒီနားမှာပါရတယ်ဆိုတော့အိုးဒီမှာ scrap တခု okay okay ဒီ chest နဲ့တူတယ်ဒီကောင်ကျွန်တော်တို့ဖွင့်ရမယ် oh shit all right ဆိုပြီfocus စိတ်တွေတူလိုက်ကွာဒီကောင်ကလည်းအဲ့လိုတော့ခတ်တာလား oh shit bro gameplay တော့မအလောက်မခတ်ဘူးဒီကောင်ဖွင့်ရတော်ခတ်နေတယ် oh shit what the heck bro အဲ့ဒါမဖြစ်သင့်ဘူးလေ okay ဒီတစ်ခါတော့ရနိုင်တယ်ဘလို့ဖြစ်နေရလဲမသိဘူး just ဖွင့်နေရဒီနေ့ဖွင့်လို့မရတော့ဘူး okay okay စိတ်ကိုအေးထားပြီးဖြည်းဖြည်းချင်းလုပ်ရအောင် alright နောက်ဆုံးတစ်ခုဒီတစ်ခါတော့ရနိုင်ရရှိရယ် okay ပွင့်သွားပြီအမလေးတော်တော်လေးတော့ခက်ခဲတယ်အဲ့ဒီကောင်ကလည်းလုပ်ရတာ okay အဲ့တော့ကျွန်တော်တို့သွားပေးရအောင်အဲ့ဒီပစ္စည်းကိုအဲ့ကျသူကကျွန်တော် scrap အနည်းငယ်ပေးလိုက်မယ် okay Well, fancy thing. You earned okay မင်းတိတ်နေလိုက်တော့ငါ scrap ယူပြီးသွားတော့မယ် alright အဲ့တော့ကျွန်တော်တို့ trainer ကိုသွားရအောင်လုံးဝမရက်တော့ဘူးရက်လို့ရှိရင်လည်းသိဖို့ပဲရှိတယ် okay အဲ့တော့ဒီမှာဒီ mission တစ်ခုကျွန်တော်တို့လုပ်ရမယ်တဲ့ဒီမှာကျွန်တော်တို့ဟိုပါပေါ့ egg ရှာမှာပေါ့ okay သူနဲ့စကားပြောရမယ် Hunter has arrived at us. ဟိုသူလည်းကျွန်တော်သိတယ် Monster Hunter ဆိုတာ Unfortunately, okay ကျွန်တော်နာမည်ကြီးနေရပဲဒီ island ပေါ်မှာ here's the key to the alright အဲ့လိုဆိုရင်ကျွန်တော်တို့ဒီထဲကအရေးကြီးဆုံးအရာတစ်ခုကျွန်တော်တို့ရသွားပြီပေါ့အဲ့ဒါဘာလဲဆိုတော့ mind တွင်းရဲ့တော့အဲ့ဒီ mind တွင်းရဲ့တော့အသုံးပြုပြီးတော့ကျွန်တော်တို့အဲ့ဒီဥတွေကိုသွားရှာလို့ရတယ်ဒီထဲမှာဘာရှိလဲ oh scrap တွေအများကြီးပဲ okay ဒီလို box တွေတော်တော်လေးအသုံးဝင်တယ်လို့ပြောရမှာပေါ့အဲ့တော့ကျွန်တော်တို့သွားရအောင်အဲ့ဒီ mind တွင်းတွေကိုသွားမယ်ဒါပေမဲ့အဲ့ထက်မှဆိုလို့ရှိရင် guard တွေလည်းအများကြီးရှိတယ်ဆိုတော့တော်တော်လေးတော့ anti ရရှိရပေါ့နော် okay အဲ့တော့ကျွန်တော်တို့ train ကိုနည်းနည်းလေး level မြင့်လိုက်မယ် okay သွားရအောင် wait what bro ရေဘဝကြည့်တော့ Charles ကနောက်ကနေရောက်လာတာ shit what the heck bro ကျွန်တော်ဂန်းဟွာဖြစ်သွားပြီတားပူသွားပြီအဲ့လိုဆိုရင်ပြစ်လို့ရခဏလေး repair လုပ်ကျွန်တော် train ရဲ့အသက်ကုန်တာနဲ့ကျွန်တော်လည်းသိပြီ no 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 bro please အဲ့ကောင်ရေးသွားတော့လို့ oh shit train repair လုပ် okay ကျွန်တော်ရဲ့ train ရဲ့အသက်ကုန်တာနဲ့ကျွန်တော်လည်းသိပြီပေါ့နော် okay သွားပြီလားမသိ holy crap ဒီကောင်ကအရန်ဆိုးတာပဲ shit 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 okay နည်းနည်းဝေးသွားပြီ hey oh what no ကျွန်တော်ဘာမှမလုပ်ဘူးနော် train ပေါ်ပြုတ်ကျသွားတယ်လို့ပဲကျွန်တော်ရဲ့ character ဖြစ်တင်လားခဏလေးပြန်စမယ် okay ဒီတခါတော့ Charles မရှိသေးဘူးကျွန်တော်တို့အဲ့ဒီ mind တွင်းချီသွားရမယ်ပေါ့နော်
Okay ကျွန်တော်တို့ mind တွင်းရဘယ်နားမှာလဲဆိုတော့ okay ဒီမှာကျွန်တော်တို့ရောက်တော့မယ်အဲ့နာရောက်တာနဲ့ကျွန်တော်တို့ရက်မယ်ပေါ့နော် Okay တက်တယ်ပဲအဲ့လိုဆိုကျွန်တော်တို့သွားရအောင် Okay ဒီမှာရပြီဒီကောင်ဖွင့်ဖို့ပဲကျွန်တော်တော့ရခဲ့ရပါ scrap တရှိရဖြည်းဖြည်းရင်းသွားမှာ guard တရှိရအဲ့လိုဆိုရင်ကျွန်တော်ဟာတော်လေးတော့ဒုက္ခရောက်မှာကြောင်ပိတ်လို့မရအောင်ကြောင်ပိတ်တာနဲ့ကျွန်တော်သိပြီပဲ Okay ဘယ်ဘက်ကိုသွားမလဲရှည်တန်နေတော့ကြားနေရတယ်အနားမှာသူတို့သွားလာနေရနေတူတယ် Okay ဒီဘက်မှာဘာရှိလဲ scrap ရှိရအကုန်အပိတ်ကြီးပဲဒီဘက်မှာလည်းဘာမှမရှိဘူးအဲ့တော့အပြင်ထွက်ရအောင် All right. Bro, seriously? ဒီမှာဘာမှလည်းမရှိဘူးဒီမှာ chance တစ်ခုဒီထဲမှာတစ်ခုရနိုင်မလား lock pick oh shit ဒီနေရာမှာတော့မကျွမ်းအောင်လုံးอ่ะ oh shit ထားလိုက်တော့မလုံးနေတော့ဘူးတော်တော်ဟွာဖြစ်တယ်လှုပ်ချုပ်တယ်ဘာမှထွေတူရမယ်လို့တော့မထင်ပါဘူး okay ဒီဘက်ထဲသွားရအောင် Okay ဖြည်းဖြည်းချင်းသွားမှရမယ် guide တရှိရဆိုတော့သူတို့ကကျွန်တော်တွေးလို့ရှိရင်တော့ပွဲရဆုံးပြီ Okay ဘယ်ဘက်ကိုသွားမှာလဲအဲ့ဒီဥပဘယ်နာထားလဲမသိဘူးဒီ mind တွင်းထဲမှာပဲတနေရာမှာရှိတယ် All right ဒီတက်တာနာကနေဒီကနေချောင်းကြည့်လို့ရလား Okay ဘယ်သူမှတော့မတွေ့သေးဘူးဖြည်းဖြည်းချင်းသွားမယ်လောလောပြီးသွားလို့ရှိရင်တော့သူတို့တွေ့သွားလိမ့်မယ်ကျွန်တော်လောလောဆယ်တော့ oh shit ဟိုမှာကတယောက်တွေ့လား oh no တွေ့သွားပြီဝိုင်းပပတူပဲဆောမရရမယ်သူနဲ့ all right oh shit bro တို့ချိန်မှာကန်ရှိတယ်အိုးဒီမှာအိုးတွေ့ပြီပြေးတာပြေးတော့တန်းတန်းတာပြေးတော့လက်မကြည့်နဲ့တော့ shit okay တန်းတန်းပြေးတော့လမ်းမမိရလို့ထင်တာပဲ okay ခုံပြီးပြေးမဟုတ်လို့ရှိရင်သူတို့ဂန်းထိတာနဲ့ကျွန်တော်သွားပြီ okay ကျွန်တော်တို့ဒီတည်းအခက်ဆုံးအလုပ်တစ်ခုကိုလုပ်လိုက်ပြီလို့ပြောလို့ရတယ်ဒီဥရှာဖို့ဆိုတော့တော်တော်ခက်ခဲတဲ့အရာတစ်ခုပဲဒါမှကျွန်တော်တို့ရှာတွေ့ခဲ့ပြီလုံးဝမရက်နဲ့တော့ကျွန်တော်တို့တခါတည်းတက် train ရှိကိုပြေးရအောင် okay all right ကျွန်တော်တို့ပထမဆုံး mission လုပ်လို့ပြီးပါပြီကဲကျွန်တော်တို့အပိုင်းတင်မှာတော့လောက်ပဲလုပ်ပါတော့မယ် okay ရှေ့ဆက်ရအောင်ကဲဒီတော့အပိုင်းတိတ်ကတော့ဒီလောက်ပဲပေါ့နော်တကယ်လို့ဒီဗီဒီယိုကြမ်းနေတဲ့တော့ like လုပ်ပြီးတော့ subscribe လုပ်လို့လည်းမေ့ပါနဲ့အပိုင်းနည်းလို့ကျွန်တော် comment မှာရေးခဲ့ပေးလို့ရပါတယ် goodbye everyone